လေဖိအားနည်းရဝန်းဖြစ်ပေါ်လာနိုင်သည့်အခြေအနေထပ်မံအသိပေးချက်9က2025 1389ခုကစုံလဆန်း12ရက်2025ခုနှစ်မေလ8ရက်တခန့်မှန်းချက်ယနေ့မြန်မာစံတော်ချိန်12:30နာရီအချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရလာမည့်10ရက်5လ2025ရက်နေ့တွင်ကပလီပင်လယ်ပြင်မြောက်ပိုင်းကပလီကျွန်းအနီးလေဖိအားနည်းဆဲ low pressure cell တစ်ခုဖြစ်ပေါ်လာနိုင်ပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်လေဖိအားနည်းဆဲသည်မြောက်အနောက်မြောက်ဘက်သို့ရွေ့လျားကာ13ရက်5လ2025ရက်နေ့တွင်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကိုကျွန်းအနီးလေဖိအားနည်းရဝန်း low pressure area အဖြစ်သို့အားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်နှင့်မြမပင်လယ်ပြင်အပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါဖြစ်ပေါ်လာနိုင်သည့်လေဖိအားနည်းရဝန်း၏အရှိန်ကြောင့်10ရက်5လ2025ရက်နေ့မှ23ရက်5လ2025ရက်နေ့အတွင်းမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၎င်းရန်ဖန်ရန်ခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင်းမှလှိုင်းကြီးနိုင်ပါသည်မိုးသက်လေပြင်းကျစဉ်မြေပြင်ရေပြင်လေသည်တနအီလျင်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်9ပေမှ10ပေခန့်ရှိနိုင်ပါသည်မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါဖြစ်ပေါ်လာနိုင်သည့်လေဖိအားနည်းရဝန်း၏အရှိန်ကြောင့်10ရက်5လ2025ရက်နေ့မှ23ရက်5လ2025ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာသွန်းနိုင်ကာနေရာကွက်၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချင်းခြင်းမိုးသီးကြွေခြင်းမိုးကြိုးပစ်ခြင်းနှင့်မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်